ကွဲမှန်တဲ့တပုတ်တင်ပေးမယ်နော်ကိုရဲ့ချစ်သူကိုရဲ့အိမ်တော်ဘက်ကိုရဲ့ဟာလာအိမ်တွင်းရေးကိုနှောက်ယှက်နေတဲ့သူရှိရင်နှောက်ယှက်မှလို့မနှောက်ယှက်ပဲနဲ့မလုပ်ရဘူးနော်စာရွက်လေးတွေ့ဒါစာရွက်ပဲထားပါတော့ဗျစာရွက်ပြမှာအဲ့လူရဲ့နာမည်ကိုရေးလိုက်ရေးပြီးနော်သူ့နာမည်ကြောဆိုကြောရေးလိုက်ရေးပြီးရင်အဲ့ဆိုင်လေးကိုတလူခောက်လိုက်တဲ့လူခောက်ပြီးရှုရမယ်အတန်ဘာဒီရဲ့ထရူဘာဒီရဲ့ထရူရေးပြထားတယ်အဲ့လိုခောက်ပြီးအဲ့ဒါလေးခောက်ဝေးမှာအိမ်ရဲ့ခောက်ဝေးမှာမြေကြီးလေးကိုစတိတူးပြီးတော့မြုပ်လိုက်အဲ့ဆိုင်ရကလေးကိုအဲ့လူကအဲ့ဒီကိုကြားထဲမှာနှောက်ယှက်နေတဲ့သူကချက်ချင်းကိုစီကနေထွက်သွားလိုက်နှောက်ယှက်နေသူပဲထုတ်ရတာကိုလူကိုရေးစရာမလိုဝင်ရနှောက်ယှက်တဲ့သူနော်ကိုဘက်ကမှန်မှလုံမှန်ရင်မလုံနဲ့သူ့နာမည်ရေးဆိုင်လေးကိုခောက်ဘာဒီရဲ့ထရူလို့အချိန်60ရွတ်ပြီးအဲ့ဆိုင်ရကိုတွတ်မြုပ်လိုက်မြေကြီးထဲမှာအိမ်နဲ့ခောက်ဝေးမှာတွတ်မြုပ်လိုက်ကိုဘွားကိုနှောက်ယှက်နေတဲ့သူဟလာဖောက်ပြန်တဲ့သူကိုဒုက္ခပေးနေတဲ့သူကိုဘွားတွေအပြီးထွက်သွား